ပြောရဲ့ထန်တော်တဲ့အားလုံးနဲ့ကြာငါထော်လာကြီးငါကိုမိတ်ကလေးများအော်ကြော်လန်းသည်ရွာမြောက်ဘက်ပိုင်းကတော့တိတ်မချီငါနာမည်ကတော့ကော်လီအားလုံးနဲ့ကြာငါထော်လာကြီးငါကိုမိတ်ကလေးများအော်ကြော်လန်းသည်ရွာမြောက်ဘက်ပိုင်းကတော့တိတ်မချီငါနာမည်ကတော့ကော်လီတနေကုန်ထိုင်ပြီးနေရတဲ့ကဆရာကြီးတုံတိုင်းအားကျကြီး lost speaker နဲ့ချိုက်ပြီးညာဘက်နှိပ်ဆက်တန်ကုန် hippie ငယ်တလေးမှာဆရာကြီးအမိုးလေးမိုးချုပ်ဗီဒီယိုကြီးအရာစာနေဝင်တိတ်ကြိုက်ပြီးနေနေဆိုအားလုံးအပြေရခစင်ပြီးမရမလဲနဲ့တွားပြီးရေလေပွားပြီးရေဆိုနေတဲ့မင်းရဲ့လာပါမင်းကိုလုံးတဲ့ရေခွဲထုံးကျန်တာမဆိုမင်းလေးပြောပေါ့ဘယ်နဲ့တော့တခုခုဆုံးဖြတ်အောင်အိုးလေးလောက်ပါဟေးရေအိုးလေးလောက်ပါဟေးအိုးလေးလောက်ပါဟေးရေအိုးလေးလောက်ပါဟေးကောင်းမလေးကိုအိုးလေးလောက်ပါဟေးရေအိုးလေးလောက်ပါဟေးအိုးလေးလောက်ပါဟေးရေအိုးလေးလောက်ပါဟေးဟိတ်ကောင်တွေမပြေးနဲ့တကြီးကလိုက်တယ်ရွာလုံးထံကပို့ပြီးတော့မိုက်တယ်မူရာတွေ